ချို့တွေကဘာမှမဆဲတတ်ပဲနဲ့အနေတယ်လို့များထင်လားမသိဘူးပြောင်းပြန်နေရောအတဲ့တွေရောအပေါ်တပြန်အောက်တပြန်အကုန်ဆဲတတ်တယ်ရိုးရိုးသားသားဝင်ခံစကားပြောနိုင်တဲ့လူအကုန်လုံးဆဲတတ်တယ်ဘာဖြစ်လို့မဆဲတာလဲနံပါတ်1ဖျားမကြိုက်နံပါတ်2အဲ့ဒါကိုဘဝမဟုတ်အဲ့လောက်ညစ်ညူးတဲ့စကားကိုကိုယ့်ရဲ့နှုတ်မှာနေရာမပေးဘူးလို့ဆုံးဖြတ်ထားတာအဲ့လိုဆုံးဖြတ်ထားတာ